အမုတ်ကိုလက်ထက်ကချလိုက်တော့သားဆိုပြီးညမှမထင်နဲ့ Good morning ဆိုရင်ရှုံလိုက်တော့အကောင်းဆုံးဆိုတာပြောဖို့တော့မလိုတော့ဘူး Raymond တော့ဘယ်သိတော့မလဲ Good morning ကြော်ညာရီ Raymond တော့မမှီတော့ဒီနေ့ဟန်နာစီကို Good morning ကနေပြီးတော့သူတို့ရဲ့ potato snacks တွေပို့ထားတယ်ပုံမှန်ဆိုရင် Good morning ကိုပေါင်မုတ်ထုတ်တယ်ပဲသိတာလေနာမည်က melt ပျော်ဝင်သည်ပေါ့သူကတချွတ်ဝါကြမလို့ရှာထဲမှာပျော်ဝင်သွားတာ surprise ပါတယ်လို့လည်းသိရတယ်ဒီဘူးထဲမှာ Raymond သိချင်နေပြီလားနေအခု first challenge က Raymond ဟန်နာမမကဘာလို့ချင်တာလဲဆိုတော့လေ Let's try this food without making crunchy sounds. This. No. Which flavor is your favorite? အဲ့ဒါဘာ flavor လဲ Spicy squid flavor. That's spicy squid flavor. Remember you ရွေးပေး Sichuan flavor စားရမလား barbecue flavor စားရမလား Sichuan flavor စားလိုက်မယ် Sichuan okay Remember နေအောင်နော်မုတ်စားရင်လုံးဝအတန်မထွက်ရအောင်နော်စားမယ်နော် 1 2 3ဘာလို့တာလဲကုံဝိုင်းမမီကုံဝိုင်းကိုအတန်ထွက်သွားလား မထွက် အတန်လုံးဝမထွက်အောင်မလား တစ်ချက်မှမထွက်တာ ဟမ် ကောင်းလားရတာကောင်းလား Done. I'm done too သူ့ပါစက်ထဲမှာပျော်သွားနိုင်ဝါတော့မွားလိုက်တော်တော်ဝါလိုက်လို့အရသာလေ तू ကစီချွာရတာ Remember တော့ဒီဟာကြိုက်ဆုံးဘယ်ဟာကြိုက်လဲ Spicy squid flavor. ကိုလာစားကြည့်စီချွာဒါလေးကိုစီချွာ my ရင် one's better. Nuclear one. လုံးဝ crunch မဖြစ်ဘူးနော် ဟုတ်တယ် ပါဇက်ထဲမှာပျော်သွား Not mine. Very tasty. ဒီဟာစားကြည့်ဘယ်ဟာပိုကောင်းလဲဟနာရွေးထားပိုကောင်းလား Remember ရွေးထားပိုကောင်းလား ဘယ်မှာပိုကောင်းလဲ Let's try barbecue. Good smell. ဒီနေ့ဘူးကိုမချွေးဘူးတွေ့လားကြည့်ချင်းရင်ဒီစမ်းမှမကောင်းသားဆိုပြီးညမှမထင်နဲ့ barbecue လည်းကောင်းတယ်ဆက်ဖောက်လိုက်မယ်နော်အရင်ပဲစားနေတော့ဒီမှာ melt good morning ဆိုလို့ရှိရင်ဒီမှာ garden ဆိုတော့ငယ်ငယ်ရပါမို့ fresco လားမသိ fresco ကတော့ဟိုဗာလေ wafer ပိုက်ချောင်းလေးတွေလေအဲ့ဒါ cake boy amigo ကိုရငယ်ငယ်တော့မနက်မိုးလင်းပြီဆိုတော့မရ good morning ပေါင်မုံနဲ့ပေါင်မုံကျုပ်ကြော်တယ်ဟောတွေ့ surprise ဘူးတင်ရင်သိမ်းလိုက်အောင် surprise ကထွက်လာပါပြီဒီ wait တတဒါလာပါလေ Me. အပန်က robot ပန်ကားတဲ့ It cannot move. ဒီမှာ plug in လောက်ရမယ် air cooler fan နဲ့ instruction manual ဒီမှာဒီဘူးလေးရှိတယ်ဒါဖောက်လိုက်မယ် Remember I'm gonna open this one Can I open it? yeah ဖွင့်อ๋อ What? it's a notebook and a pen yours you can have it Wait, what do this? လက်ညစ်ပတ်ကြီးနဲ့မကင်နဲ့နေမိုးစားထားတဲ့လက်ကြီးနဲ့မိုးစားထားတဲ့လက်နဲ့မကင်နဲ့နေ Never mind. I don't want this. I'll have it I'll have the pen. Come on and melt မရဘူးလေစောင်းမယူရင်ဘောပတ်လည်းမရဘူးလေဘာလဲခွဲချာနဲ့ cookie တော့ကြိတ်ကလေးစစ်စရာလေ yeah cookie Sergeant. cookie လေးနဲ့တူတယ်စားလို့တော့မရဘူးလေ cookie တော့ကြိတ်ကလေးစစ်စရာလေးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့ဟန်နာနဲ့ Raymond နဲ့ဖောက်ပြသွားတာကတော့ Good morning ရဲ့ melt potato snack လေးဖြစ်ပါတယ် flavor 3မျိုးရှိပါတယ် makeup tutorial လုပ်နေကြဆိုတော့ flavor တော့မှ3ရောင်နေထွက်ချင်တယ် flavor 3မျိုးရှိပါတယ်ရပြီဟန်နာတို့ vlog လေးဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ